တင့်ကိုဘယ်သူမှပြောပြမှာမဟုတ်တဲ့စလော့အနိုင်ကစားနည်းအောက်ကိုနည်းနည်းဆွဲမယ်ဒီထဲကကိုကြိုက်တာကစားလို့ရတယ်ကျွန်တော်ကတော့ဝက်ဆော့ပြပါမယ်ဝက်ထဲကိုဝင်မယ်မစော့ခင်ဒီဇာတ်လေးကိုအရင်နားလည်အောင်ကြည့်ပါဘတ်အနည်းဆုံးလေးနဲ့လှည့်တာပိုကောင်းပါတယ်20 40 60စသဖြင့်နည်းလေကောင်းလေပါပဲကျွန်တော်က18000ရှိလို့180နဲ့လှည့်မယ်အခုလိုဂျက်ဖောက်ပေါက်ရင်ထွက်ပြီးနောက်တစ်ဂိမ်းပြောင်းစော့ပါ900ပဲပေါက်ပေါက်1000ပဲပေါက်ပေါက်ဘလောက်ပေါက်ပေါက်တခြားကိုမစော့ဘူးသေးတဲ့ဂိမ်းပြောင်းစော့ပါစော့ပြီးသားဂိမ်းတွေကထပ်ပေးတာနည်းပါတယ်ဂိမ်းတွေကကြတော့ပြထားသလိုမျိုးအများကြီးရှိတာဆိုတော့တစ်ဂိမ်းပြီးတစ်ဂိမ်းပြောင်းစော့ပါဗျဂျက်ဖောက်ပေါက်လိုက်နောက်တစ်ဂိမ်းပြောင်းလိုက်နဲ့တစ်ဂိမ်းပြီးတစ်ဂိမ်းစော့ရင်းဝင်ငွေများစွာရှာနိုင်ပါစေဗျလောဘတော့ရော့ပါဗျ